closet လား fashion လားအားလုံးရတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ DM ရဲ့ elegant style နဲ့ luxury vibe ကိုအပြည့်ရစေမယ့်နိုင်လေးအကြောင်းကို review လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနိုင်လေးရဲ့ model ကတော့ DM 9509L ပဲဖြစ်ပါတယ်ဒီနိုင်လေးက classic design ဝတ်ချင်တဲ့လူတွေနဲ့ fashion design ဆိုမှကြိုက်တတ်တဲ့ဆိုတဲ့လူတွေအတွက်အရန်ကိုလှစေမယ့်နိုင်လေးတစ်လုံးပဲဖြစ်ပါတယ်နိုင်ရဲ့ဒီဇိုင်းလေးကိုကြည့်လိုက်မယ်ဆိုရင်လည်းဒိုင်ကွက်ကို4000ဆက်ဆက်ပြုလုပ်ထားပြီးဘေးပက်လေရောကျိုးတွေမှာပါကြောက်လေးတွေနဲ့အနုစိတ်ပုံဖော်ထားတဲ့ဒီဇိုင်းလေးကိုတွေ့ရမှာဖြစ်ပါတယ်။နိုင်ရဲ့ဒိုင်ကွက်အတွင်းမှာလည်းရောမကနန်းလေးနဲ့အချင်းကိုပြသပေးထားပါသေးရဲ့။ဒိုင်ကွက်ရဲ့ size လေးကတော့14x40mm ရှိပြီးတော့ကျိုး size လေးကတော့ 21x38mm ရှိပါတယ်။ဒီနိုင်လေးရဲ့ကျိုးလေးကို solid steel နဲ့ပြုလုပ်ထားဖြစ်ပြီးတော့သူ့ရဲ့ water resistance ကတော့380ရဲ့နောက်ပါရှိပါသေးရဲ့။ဒီနိုင်လေးကိုအခုလက်ရှိမှာတော့ရွေးချယ်စရာကာလအနေနဲ့9ရောင်ရှိမှာဖြစ်ပြီးတော့ daily wear တော့ပဲဖြစ်ဖြစ်ပွဲတက်ပဲဖြစ်ဖြစ်တိုင်းတဲ့တရားကာလကိုအခုပဲရွေးချယ်ထားလိုက်တော့နော်ဈေးလုံးအပြည့်လဲ3သိန်းကျော်ဝန်းကျင်လေးနဲ့ရရှိမှာဖြစ်ပြီးတော့ elegant style ကြိုက်တဲ့လူတွေပွဲတက်အတွက် luxury vibe အပြည့်ရချင်တဲ့လူတွေအတွက်ဒီနိုင်လေးကလုံးဝကွက်တီပဲနော်Dennis Martin ရဲ့နိုင်လေးတွေကိုတော့ဆက်နဲ့တကယ်ကို2 year warranty ပေးထားပါတယ်ရှင်Dennis Martin ရဲ့ review video လေးတွေကိုဆက်လက်တင်ဆက်ပေးအောင်ပါမို့လို့ Dennis Martin YouTube channel လေးကို like and subscribe လုပ်ထားပြီးဖို့မမေ့ကြနဲ့အောင်နော်Dennis Martin sign of profession